ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာဆရာတော်ဥတုမင်္ဂလာရဲ့တရားများကိုနားယူရန်အချိန်သို့ကြားရောက်လာခဲ့ပါပြီဒီတရားကဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့တရားတော့မဟုတ်ဘူးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟောတာဘယ်သူဟောတာတို့တော့ပရိပတ်တိထိန်အနေနဲ့ပြန်ကြည့်ရင်စက္ကနိဗ္ဗအင်္ဂုတ္ထုပါဠိတော်ကြီးမှာပါနေတယ်ဆိုတော့ဒါဘုရားဟောဓမ္မခန္ဓာထဲမှာပါတဲ့သုတ်ပဲပေါ့နော်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်အတည်ပြုပေးထားတဲ့သုတ်ဟောတဲ့ပုဂ္ဂိုလ်ကတော့ဘယ်သူဟောတာနာမည်ကတော့သုတ်တော်ရဲ့နာမည်ကသေဝနာတဲ့နော်မြန်မာလိုပြန်ရင်တော့မှီဝဲခြင်းပေါ့မှီဝဲเสียပေါ့နော်ဒီမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကသူ့တပည့်သားယဟန်တွေကိုဗာပြောလေဆိုတော့ငါရှင်တို့ဘုရားကပြောရင်တော့ချစ်သားတို့ပေါ့ကိုရှင်သာရိပုတ္တရာပြောတော့ဗာလေငါရှင်တို့တဲ့လောကမှာလူကိုပုဂ္ဂိုလ်ကိုပေါင်းမယ်ဆိုလဲကြည်ပေါင်းရမယ်ဗါတယ်လေပုဂ္ဂိုလ်ကိုပေါင်းတော့မယ်ဆိုလဲမှီဝဲသင့်မမှီဝဲသင့်ဒါကြည်ပေါင်းပါတဲ့ဟုတ်ပြီနော်ပုဂ္ဂိုလ်ပြီးသွားရင်ဆွမ်းမှီဝဲတော့မယ်ဆိုရင်လဲမှီဝဲသင့်မမှီဝဲသင့်ဒါဆင်ကျင်ပြီးမှပေါင်းတယ်တေချာမှတ်မယ်နော်သင်္ကန်းကိုမှီဝဲတော့မယ်ဆိုရင်လေဒီသင်္ကန်းကိုမှီဝဲသင့်မမှီဝဲသင့်ဆင်ကျင်ပြီးမှမှီဝဲပါကြောင်းငါရှင်တို့ဟာကြောင်းတစ်ခုကိုမှီဝဲတော့မယ်ဆိုရင်လေအဲ့ဒီကြောင်းကိုမှီဝဲသင့်မမှီဝဲသင့်ဆင်ကျင်ပြီးမှမှီဝဲပါရှင်းသလားလာမယ်နော်ပုဂ္ဂိုလ်ကိုလည်းကြည်မိဝဲစွမ်းသင်္ကန်းကြောင်းစိတ်ဒီစိတ်ကိုမိဝဲတော့မယ်ဆိုရင်လေမိဝဲသင့်မမိဝဲသင့်ဆင်ကျင်ပြီးမှမိဝဲနောက်မြို့ရွာဇဏပုတ်ဒါတော့ခြုံပြောလိုက်မယ်ဆက်ကဆိုတော့6ခုနဲ့ပြီးရမှာဟုတ်ဗျနော်ဒီမြို့ဒီရွာဒီဇဏပုတ်ကိုနေသင့်မနေသင့်ဆိုတာလဲဆင်ကျင်ပြီးမှမိဝဲပါကဲရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဘယ်နှချက်ပြောလိုက်လဲ6ချက်ပြောလိုက်တယ်ပုဂ္ဂိုလ်ကိုမိဝဲမယ်ဆိုရင်လေမိဝဲသည်မမိဝဲသည်ဆင်ကျင်ပြီးမှမိဝဲပါဒီပုဂ္ဂိုလ်နဲ့ပေါင်းဖော်တင်သလားမပေါင်းဖော်တင်ဘူးလားအပေါင်းတင်ပြုတ်တိုက်သလားမပြုတ်တိုက်ဘူးလားဆင်ကျင်ပါအောင်တဲ့နှစ်စွမ်းမိဝဲတဲ့အခါမှာလည်းမိဝဲသည်မမိဝဲသည်3 4 5 6မြို့ရွာဇဏပုတ်ဆိုတော့ဒီမြို့ကိုမိဝဲတော့မယ်ဆိုရင်လည်းမိဝဲသည်မမိဝဲသည်ဆိုတော့ဒါကစာသံပေသံနဲ့ပြောနေတာမိဝဲသည်မမိဝဲသည်အဲ့ဒါမြို့ရွာနဲ့ပေါ်တော့နေသည်မနေသည်ပေါ့ဆုံးနဲ့ပြောရင်စားသည်မစားသည်ပေါ့ဟုတ်ကဲ့လားကောင်းပြီဒီပုဂ္ဂိုလ်နဲ့ဆိုရင်လည်းပေါင်းသည်မပေါင်းသည်ဆိုတော့နောက်ကတပည့်တွေကနားထောင်နေတယ်မှန်ပါဗျာတဲ့အရှင်ဘုရားပြောတာရှင်ဘုရားရဲ့အဆုံးအမကအမတန်ကျင်းမြောင်းလွန်းနေပါတယ်ဘုရားတပည့်တော်များအပြည့်စုံနားမလည်နိုင်ဘူးဟောရှင်သာရိပုတ္တရာဆိုတာလဲပညာအရာမှာတဲ့အမတန်ဉာဏ်ပညာထက်မဲ့တဲ့ပုဂ္ဂိုလ်ကြီးသူကဒီလောက်အကျဉ်းလေးပြောတာကိုတပည့်တွေကအလွယ်တကူနားမလည်နိုင်ဘာလို့လဲဆိုတော့ဘယ်လိုပုဂ္ဂိုလ်မိဝဲရမှာလဲကိုယ့်အတွက်ငွေရတဲ့လူမိဝဲမှာလားယာရုပေးမဲ့ကောင်မိဝဲမှာလားဟုတ်လားအမှုလွတ်အောင်လုပ်ပေးတဲ့ကောင်မိဝဲမှာလားဒါတွေးကြံတွေးကုန်တော့မှာပေါ့ရှင်းသလားခုခေတ်ကတော့ရမဲ့လူပေါင်းမယ်မရရင်မပေါင်းဘူးဟုတ်ကလားမှန်လားအေးတာဓုဒီတရားလေးဦးဇင်းကမနေ့ကပညာမဲ့ခင်မှာတရားဟောပြီးတော့ပြန်သွားအဲ့တော့ကွန်ပျူတာ editing video editing လုပ်တဲ့ကွန်ပျူတာကနည်းနည်းလေး
error များနေတာနဲ့ဘုန်းကြီးကွန်ပျူတာပြင်ပေးအောင်ညီတော်မောင်ပြောထားတာနဲ့ကဲရတယ်ကွာဆိုကွန်ပျူတာပြုပြင်ရင်းနဲ့မင်းညာကမိုးချုပ်သွားတယ်အဲ့တော့မနေ့လဲဒါကွန်ပျူတာနှလုံးလဲလှုပ်ရင်းနဲ့ကားတစ်စင်းပြင်ရင်းနဲ့ပေါ့လေဓမ္မဂရိကဆိုတော့အတော်လှုပ်ရှုပ်နေတာနော်အဲ့ဒါတွေလှုပ်ရင်းနဲ့အချိန်ကုန်သွားတော့စာဖတ်ချိန်မရဘူးလူလဲတောင်းသွားပြီမနေ့က3နာရီ4နာရီလောက်မှအေးရတော့အေးရမောကအဲ့တော့ညတရားဟောအောင်ပဲဆိုအိပ်ပျော်သွားရတာစာဖတ်ချိန်မရဘူးဟာမဖြစ်သေးဘူးဒီနေ့အထူးအရေးကြီးတဲ့ငါတကယ်မြတ်နိုးတန်ဖိုးထားပြီးထူထောင်မဲ့ဒီဖောင်ဒေးရှင်းကြီးကိုရုံးချုပ်နေရာကြီးဖွင့်ပွဲလုပ်မှာငါပေါ့ပြက်ပြက်တရားဟောလို့တော့မရဘူးဒါကိုသတိပေးရတာဘယ်တရားမှတော့ပေါ့ပြက်ပြက်မဟောဘူးပါဘူးယဟန်ဖြစ်ကြတဲ့ကဒီနေ့ဒီချိန်ထိတရားတပွဲကိုပြီးရောဘာဘယ်တော့မှမဟောဘူးအဲ့တော့အခုလဲလုံအောင်ဆိုပြီးအိတ်ချင်မူရူကြားတဲ့ကနေလဲပြီးတော့စာအုပ်တွေရှာတော့အင်္ဂုတ္တပါဠိတော်မှာဒါသာတိအဲ့တော့စာလေးဖတ်လိုက်တော့တော်တော်သဘောကျသွားတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလဲကြောလိုက်ရတာတခါတည်းကျေးဇူးတင်လို့နော်အရှင်ဘုရားကောင်းလိုက်တာဒီအဆုံးအမလေးတွေဒါဟာတတ္တဝါအလုံးအတွက်အကျိုးရှိတဲ့အဆုံးအမပဲဒီနေ့တော့ငါလက်ဆောင်ကောင်းပေးနိုင်ပြီလို့ဆိုပြီးတော့တက်ကြွပဲရုံကန်တဲ့လာထိုင်ပြီးတော့တရားဟောဖို့စောင့်နေတယ်နော်အခုဒါလေးပြောခြင်းလုံးလို့ဟုတ်လားအဲ့တော့ဒီပုဂ္ဂိုလ်ကိုပေါင်းသင်မပေါင်းသင်ဆိုတော့တာမန်ပုဂ္ဂိုလ်တွေစဉ်းစားပုံနဲ့ပညာရှိတို့ရဲ့စဉ်းစားပုံတူးမလားမတူဘူးတော်တော်အောင်လို့ဦးဇင်းတို့ဆိုတာအဆင်ပြေသလိုပဲဒီဆွန်းစားတဲ့မစားတဲ့ဆိုတာတော့ဆွန်းဘယ်ဆိုင်ကောင်းလဲတာရွေးမှာပေါ့ဟမ်သဘောပါသလားဟမ်တို့မျိုးထဲမှာဆိုဘယ်ဆိုင်နာမည်ကြီးတယ်လဲအဲ့ဒီဆိုင်သွားမယ်ဟိုဆိုင်ဒီဆိုင်နာမည်တွေဒါရွေးပြီးတော့ဘယ်ဆွန်းစားမယ်ဒါပဲရွေးမှာရှင်သာရိပုတ္တရာပြောတဲ့ဆွန်းစားတဲ့မစားတဲ့နဲ့အဝင်ခွင်ကြဖြစ်နိုင်ပါ့မဖြစ်နိုင်ဘူးဒါကြောင့်ယဟန်ငယ်တွေကအရှင်ဘုရားပြောတာကျင်းလွန်းနေတဲ့တပည့်တော်တို့ကိုအကျေဟောပါဦးဟုတ်ပြီနော်အေးဒါဆိုမင်းတို့နားထောင်ကြတဲ့ငါရှင်တို့ပုဂ္ဂိုလ်ဆိုတဲ့နေရာမှာလဲဒီပုဂ္ဂိုလ်တယောက်ကိုပေါင်းသိမ်းလိုက်လို့ကိုယ့်အတွက်အာကုသိုလ်တွေတိုးလာမယ်။ဘာလဲလဲ။ကုသိုလ်တရားဆုပ်ယုပ်မယ်။ဟုတ်လား။ဘာဖြစ်လဲ။ဘာတိုးလာမလဲ။အာကုသိုလ်တိုးမယ်ကုသိုလ်တရားဆုပ်ယုပ်မယ်။ဒါပေမဲ့သူ့နာကယဟန်လို့ပြောရင်သွန်သင်္ကန်းကြောင့်စေပစ္စည်းလေးပါးရလွယ်တယ်ပေါ်များတယ်ချမ်းချမ်းသာသာနေရတယ်ဆိုရင်ဟမ်ဘာဖြစ်လို့တော့များတော့သူများချမ်းသာတာတော်တော်မနာလို့ဖြစ်တဲ့ဟာတွေသက်သာနေတာပဲနေလိုက်ပေါ့ဇွန်လဲပေါ်ပစ္စည်းလဲပေါ်ဟမ်နေသင့်သလားဘာကြောင့်လဲအာကုသိုလ်ကုသိုလ်တရားအဲ့ဒီပုဂ္ဂိုလ်ကိုပေါင်းလို့အာကုသိုလ်ကတိုးပွားလာမယ်ကုသိုလ်တရားတွေဆုပ်ယုပ်မယ်သွန်သင်္ကန်းကြောင့်စိတ်ဘလောက်ပေါ်နေတဲ့ခွင့်ကိုမပန်နဲ့ပြေးတော့တဲ့ထေသာရိပုတ္တရာစာထဲမှာဒီတိုင်းအတိအကျစာပေဝါဒနာပါတဲ့လူတွေစက္ကန့်နေပါအင်္ဂုတ္တထဲမှာရှာကြည့်လိုက်တေဝနာသုတ်ဆိုတာရှိတယ်ပြေးတော့တဲ့ခွင့်ကိုပန်းမနေနဲ့တဲ့ငါရှင်ငါသွားတော့မယ်ဒီမှာမနေတော့လုံးမနေနဲ့သိအောင်ကိုလုံးမနေပြေးတော့ရှင်းလားသဘောပေါက်သလားသေချာလုံးနော်ဘုရားဘာသာတွေအတွက်ဘုရားဆုံးမထားတာကတဘာပါပတ္တအကရဏံတဘာအလုံးစုံသောပါပတ္တမကောင်းမှုမှန်သမျှတို့ကိုအကရဏမပြုနဲ့မကျင့်နဲ့မပြောဘူးလားကုသလတဥပတံ္ပရာကုသလတကုသိုလ်ကောင်းမှုမှန်သမျှတို့ကိုဥပတံ္ပရာမဖြစ်အောင်လုပ်ကြမပြောရဘူးလားဒါပြင်ငါတို့အတွက်အရေးကြီးတာကကုသိုလ်နဲ့အကုသိုလ်စီစစ်ဖို့ဒါဒီပုဂ္ဂိုလ်ကိုပေါင်းလို့တဲ့မင်းကုသိုလ်တရားတိုးပွားမယ်အကုသိုလ်တွေဆုပ်ယုပ်ပျက်စီးမယ်ဆိုရင်သောသင်္ကန်းကြောင်းစေးရှားပါနေလေကံထုတ်တောင်မထွက်နဲ့တဲ့ရှင်းလားမောင်းထုတ်လည်းမသွားနဲ့တဲ့ပစ္စည်းလေးပါရှားပါနေတယ်ဆိုလဲနေလိုက်ပါတဲ့ကိုယ့်အတွက်ဘာတိုးပွားတယ်
ကုသိုလ်တိုးပွားတယ်အာကုသိုလ်ဆုံးယုံနေတယ်ဆိုဒီလိုအပေါင်းအသင်းမျိုးနဲ့ဒီပုဂ္ဂိုလ်မျိုးနဲ့ကြတော့ဘလောက်ခေါင်းမဘလောက်ဆင်းရဲပေါင်းပြအောင်ရှင်းသလားအဲ့ဒါနောက်တစ်မျိုးလေးပြောလိုက်သေးတယ်ကုသိုလ်လည်းတိုးပွားအောင်မယ်အာကုသိုလ်လည်းဆုံးယုံအောင်မယ်ပစ္စည်း၄ပါးလည်းညီညွတ်မြတ်တမယ်ဆိုရင်အဲ့ဒီမှာအယိုးမြေကြတာနေတော့ဘဲမှစိတ်မကူးနဲ့တော့ရှင်သာရိပုတ္တရာကတောင်းဆုံးတယ်နော်ရှင်းသားအာကုသိုလ်တိုးဝါမယ်ကုသိုလ်တရားတော့ဆုံးယုံမယ်ပစ္စည်း၄ပါးကလည်းရှားအောင်မယ်ဆိုရင်ညကိုမအိမ်နဲ့ရှင်းသလားဒါဖြစ်ရင်ရှင်သာရိပုတ္တရာကဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးဝေဖန်ပြလိုက်တယ်တိမိမိအတွက်ဘာတိုးပွားတဲ့အရာမှနေရအေးဘယ်လိုပုဂ္ဂိုလ်နဲ့ပေါင်းမလဲကုသိုလ်တိုးပွားတဲ့ပုဂ္ဂိုလ်စကားပြောမယ်ဆိုရင်လည်းတရားစကားဘုရားစကားပြောတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမယ်သွားမယ်လာမယ်ဆိုရင်လည်းဘုရားသွားကြောင်းတဲ့တို့တရားနာသွားရအောင်ကွာငါတို့ဘုရားဝေယဝဆလို့အောင်ကွာဒီလိုလူမျိုးပေါင်းမယ်ဘီယာဆိုင်ခေါ်တဲ့ကောင်ကဲတော့ရှင်းလားလက်ဖက်ဆိုင်ထိုင်လေးကံမယ်ဘီယာဆိုင်ထိုင်သွားပြီးတော့တောင်ပြောမြောက်ပြောမယ်ကာရာအိုကေခေါ်မယ်ဆိုရင်အဲ့လိုလူမျိုးဝေါင်ရှိရှင်းလားသဘောပေါက်သလားဒီဖောင်ဒေးရှင်းကြီးထူထောင်တယ်ဆိုတာတခြားမဟုတ်ဗုဒ္ဓဘာသာဝင်တွေဟာများသောအားဖြင့်ကုသိုလ်အကုသိုလ်ကိုမကွဲဘူးမကွဲတော့ကုသိုလ်ဖြစ်တဲ့အလုပ်အကုသိုလ်ဖြစ်တဲ့အလုပ်သိသေးလားမသိလို့ပေါ့ဗျတနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲကြီးတွေအကြီးကျယ်လုပ်ပြီးတော့ဒေအိုးရောက်ကြောင်းကြီးလုပ်တာရှင်းလားပညာရှိများဘက်ကကြည့်အတော်ရင်နာဖို့ကောင်းဗုဒ္ဓသာသနာတော်ကြီးလည်းရှိတယ်ဖျားကိုလည်းဗန်းပြထားတယ်လုပ်တော့အကုသိုလ်အလုပ်သေးကြီးပဲဒါဟာကုသိုလ်ဖြစ်သလားအကုသိုလ်ဖြစ်သလားမြန်ပြေးပါမသွားနဲ့တဲ့အဲ့ဒီရမျိုးမပေါင်းနဲ့တဲ့အဲ့လိုလူမျိုးနဲ့ရှင်းလားသဘောပေါက်သလားဖေးရှိတုန်းကအဖေးရှိတုန်းကကိစ္စလေးတစ်ခုသတိရလို့ပြောပြအောင်အဖေကိုဖျားတစ်ခုမှဂောဘကလူကြီးခန့်ပွဲရောက်တော့ရွှေရောင်းကြအဲ့တော့ရောင်းပဲအချင်းချင်းအဖေကဂောဘကလူကြီးနေရာနေကြည်နေတော့ရောင်းတဲ့လူအချင်းချင်းရွှေခိုးတယ်နော်ရောင်းမိသားရွှေဆိုင်ကိုဘုရားစီကနေပြန်ယူလာပြန်ရောင်းတာတို့ရောင်းလိုက်တဲ့စရင်မထဲပဲထားတာတို့ပေါ့လေဒါအဖေလောက်ခဲ့တာအဖေသေးသွားပြီဆိုတော့ပြောလို့ရတယ်နော်အဲ့တော့အဖေကအဲ့ဒါတွေမြင်ရတော့ဟာမဖြစ်ဘူးဒီလိုကြီးတော့မလုံနိုင်ဘူးဆိုတော့ဟာမင်းဘာဖြစ်တယ်မလို့ဘုရားပစ္စည်းတို့ပစ္စည်းပဲဘုရားငွေတို့ငွေပဲဘုရားဗန္နာတို့ဗန္နာဘုရားလူကြီးကိုရနော်အဲ့ဒါမင်းဒီလိုလုပ်နေလို့မရဘူးသက်ထွန်းရတယ်ဆိုဟာအဲ့ဒါဆိုမဖြစ်ဘူးကျုပ်နှုတ်ထွက်မယ်အေးထွက်ရှင်လဲထွက်မထွက်ရှင်လဲနေတို့ကတော့ဒီလိုပဲလုပ်မှာပဲဆိုဘုရားပွဲတပွဲဆိုရင်ဂောဘကလူကြီးတော်တော်ချမ်းသာတယ်ပြောတယ်နော်အဲ့ဒါတခြားမြို့တစ်မြို့မှာပါမပြောတော့ပါဘူးနော်အဲ့ဒါလို့ဆိုတော့စဉ်းစားကြည့်နော်ဘုရားနာမှာနေတဲ့လူကြီးတွေကိုကအဲ့လိုလူကြီးမျိုးနဲ့မပေါင်းနဲ့ဟုတ်ကလားအခုတို့ဘုရားလူကြီးကလည်းဘုရားလူကြီးပြက်တွေတပုံကြီးပဲဘုန်းကြီးကလည်းဘုန်းကြီးပြက်တွေတပုံကြီးပဲဟမ်လူကလည်းဘယ်သူကောင်းတော့မကောင်းတူဒီတိုင်းသာနေလိုက်ကြပါစို့ဟမ်သူဟာသူဒီတိုင်းကောင်းနေတာရက်ွက်လူကြီးခန်းလိုက်ပြက်ပြီဟမ်လူကြီးလို့နာမည်တက်ရင်ကိုဖြစ်တဲ့သလားဖြစ်တဲ့သလားဘာလို့ကြမလဲပြေးမယ်ဆိုရင်ဒီမှာသေဝနာသုတ်ကသိအရေးကြီးနေတယ်ရှင်းသလားဒါဟိုလူဒီလူပုဂ္ဂလဒိဋ္ဌာနဲ့စော်ကားတာမဟုတ်ဘူးတို့တွေ့သမျှတော့ကိုယ်ကပဲကံဆိုးလို့လားမသိဘူးမကောင်းတာတွေနဲ့ကြည်တွေ့တာပဲသူတို့မကောင်းသလိုကိုယ်လိုက်မကောင်းရင်ကိုယ်ပါ
မပေါင်းနဲ့ဘာဖြစ်လဲမပေါင်းအပ်ဘူးတဲ့မြန်မြန်ပြေးပါတဲ့ရှင်းသလားခွင့်ကိုပန်မနေနဲ့လောကဝတ်နှုတ်ဆက်မနေနဲ့ကွာမြန်မြန်သွားတဲ့ကျင်းသလားဘာကြောင့်လဲလို့မေးတော့သူတော်ကောင်းတို့ဦးဇင်းတို့တန်ត្រာဒုက္ခကလွတ်ချင်ရဲ့အကုသိုလ်များတဲ့လူကလွတ်မှာလားကုသိုလ်များမှလွတ်မှာလားကံကောင်းမှဘာကောင်းမှဉာဏ်ကောင်းမှဉာဏ်ကောင်းတဲ့လူမှဘယ်ရောက်မှာတော့အဲ့ဒါအဖြေပဲရှင်းသလားကံထက်မှကြည့်ကိုယ်ပါဝင်ခြင်းအစင်တန်းပြန်ကြည့်လိုက်ဒီမှာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယခန္ဓာဘယ်နှပါဟောဒီရရှိထားတဲ့ခန္ဓာ၅ပါးသည်အတိတ်ကံပေါ်မှာမူတည်ဖြစ်လာတော့အတိတ်ကံဗီဇညံ့တဲ့ပုဂ္ဂိုလ်တွေဟာအာကုသိုလ်အလုပ်ကိုမရှောင်နိုင်ဘူးကုသိုလ်အလုပ်ကိုမလုပ်ရဲဘူးသေချာစဉ်းစားအမှန်တရားမလုပ်ရဲဘူးအမှားလုပ်ရဲတယ်လုပ်ဖို့ဝန်မလို့ဘူးအဲ့ဒါဘာဖြစ်လာလဲဆိုတော့အတိတ်ကံဗီဇညံ့လာတော့သူ့မှာအကောင်းဆုံးဆုံးဖြတ်နိုင်တဲ့ဉာဏခွန်အားဉာဏဗလမရှိတော့ဒီချမ်းမနော်ဒါဖြင့်ဒီကုသိုလ်ရေးအကုသိုလ်ရေးဟာအရေးကြီးသလားမကြီးဘူးလားသာသနာရဲ့အနှစ်သာရစောစောကဘုရားပြောတယ်ပါတိမောက်ဩဝါဒပါတိမောက်သာသနာမှာဒါအရေးကြီးဆုံးသာဘာပါပသအကရဏံမကောင်းမှုမှန်သမျှမလောက်ကြနဲ့ပြန်ပြောကုသလသာဥပသံဗရာလောက်ပြအောင်လုပ်ရမယ်သာစိတ်ဓပရိယောဓပနံစိတ်ကိုဖြူအောင်ထားရမယ်ဝိသမလောဘတွေနဲ့ဘယ်သူသေးငတေမာပြီးရောဆိုရင်ဒါလူလောကပျောက်တိရစ္ဆာန်လောကရောက်လာလိမ့်မယ်ခင်ဗျားတို့လူတွေလားတိရစ္ဆာန်တွေလားလူဖြစ်အောင်လုပ်ကြီးနိုင်ငယ်ချင်းလောက်တာလူလားတိရစ္ဆာန်လားနိုင်ရစားတာအေးအဲ့တော့အာကုသို့အမှုဖြစ်မဲ့အလုပ်မှန်သမျှကိုရှောင်နိုင်သမျှဝေးနိုင်သမျှဝေးရာကိုပြေးပါတဲ့အာကုသို့ဖြစ်မဲ့ပုဂ္ဂိုလ်နဲ့မပေါင်းနဲ့ဆိုတယ်မဆိုတယ်ဒါဖြင့်ဒီအဆုံးအမလေးဟာအရေးကြီးသလားမကြီးဘူးလားအားလုံးလည်းခင်ဗျားတို့သိတဲ့လောက်သိနေပြီအကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းစင်ကြယ်မှအဲ့တော့အားလုံးဦးဇင်းကတရားဟောတာလဲဟောတာတစ်ပိုင်းပဲမေတ္တာရက်ခံခြင်းဗုဒ္ဓဘာသာဝင်ဒီမှန်ရင်မကောင်းမှုမှန်သမျှရှောင်ဖြစ်အောင်အေးကောင်းမှုမှန်သမျှလှုပ်ဖြစ်အောင်ရဲရဲတင်ပြတ်သားဘယ်သူရောင်လို့မှမရောင်ပါနဲ့သူများပါဇက်လမ်းမဆုံးစေနဲ့မကောင်းမှုကိုရှောင်လို့မွဲခြင်းသလောက်မွဲပါစေမွဲလတဘဝပါကျေနပ်သလားမကောင်းမှုကိုရှောင်ရလို့ငတ်ခြင်းသလောက်ငတ်ပါစေငတ်လာရင်တဘဝပါပဲဒီတဘဝဒုက္ခလေးကိုညံကောင်းနဲ့ရဲရင်ခံလိုက်ကြသမှာတသံတရားလုံးအမွဲခံမလားတဘဝပဲအမွဲခံမလားအားလုံးတော့ငါတို့သာသနာရှိရနဲ့ရှုံးကုန်မှာဆိုလို့ပြောတာရှင်းသလားအိုးနိုင်ငံတကာလူမျိုးတကာနဲ့ကြည့်ရှက်စရာကောင်းလိုက်တဲ့ဗမာပြည်တခိုးကြံဖို့စိတ်ဓာတ်ခွန်အားတွေပျက်စီးပြီးလူတွေကြည့်တော့လဲညာနာဗလာမရှိစိတ်ဓာတ်ဗလာမရှိမကောင်းဘူးလို့ဖို့လွယ်လိုက်တာတဲ့ပြောချင်တာတွေအများကြီးပဲဒါပေမဲ့သူ့မင်္ဂလာလဲဗီဇညံ့လာတော့မပြောရဲဘူးရှင်းလားအမေမွေးတဲ့ဗီဇကိုကဟိုမှာအတိတ်ကံကိုကလေဘယ်လိုပေစုပ်ကံမှမသိမပြောရဲဘူးဟင်ပြောကျင်တာတွေထောက်ပြကျင်တာကျုပ်စီမှာသက်သေတွေအများကြီးရှိတယ်တန်ဃာပိုင်းကတန်ဃာပိုင်းမို့လို့လူပိုင်းကလူပိုင်းမို့လို့ဖောက်လွဲဖောက်ပြန်နေတပုံကြီးဒါတွေရင်ငုံနေရတာတော့ရင်ထဲမှာနာတာမရှိဘူးရင်လည်းအတော်နာနေပြီ
မဟုတ်မှန်းသိရသားနဲ့ထိုင်ကြည့်နေရလို့ရှင်းလားမနဲ့လင်းလာရင်ကျုပ်စဉ်းစားတာတစ်ခုပဲရှိတယ်ဒီပမာလူမျိုးတွေငါဘလို့ကယ်ရမလဲနေ့တိုင်းစဉ်းစားတယ်မပြတ်ဘူးရှင်းလားဘာလို့ဒီလူတွေဗီဇကိုကညံ့လာဒီမျိုးဘလို့ပြရမလဲဘယ်နာသွားပေါင်းကူလို့ရမလဲစဉ်းစားတယ်ဟမ်အပင်လို့ဆိုလည်းဖြတ်ဆက်လိုက်ရအဆင်ပြေသေးတယ်ရှင်းတတ်သလားသဘောပေါက်သလားအခုဒီဖောင်ဒေးရှင်းကြီးတွေထူထောင်ပေးတယ်ဆိုတာအဲ့ဒီစိတ်ဓာတ်ကလေးတွေပြုပြင်ပြီးတော့ကုသိုလ်လမ်းကြောင်းပေါ်ကိုလက်တွဲပြီးရှောက်ကြရအောင်လို့ရည်ရွယ်ခြင်းဖြစ်ပါလေသဘောပေါက်သလားအမြဲကုသိုလ်ဖြစ်တဲ့အလုပ်မျိုးလုပ်နိုင်အောင်အစီအစဉ်စနစ်တကျဦးဇင်းတို့ဆွဲပြီးတော့အကောင်းဆုံးပံ့ပိုးပေးနိုင်အောင်ကြိုးစားပေးပါမယ်ဒါပေမဲ့အားလုံးညီတူညာတူလက်တွဲပြီးလုပ်ကြမှရမယ်တူတယောက်တည်းကောင်းရုံနဲ့တော့မရပါဘူးအဲ့တော့အများမိုးကားကြီးတောက်တယ်လို့အကုန်လိုက်ပြီးမတောက်ကြပါနဲ့တော့ပြင်ကြပါစို့ရှင်းသလားပြင်သင့်မပြင်သင့်ပြင်ကြမှာလားရှောင်သင့်တာကိုဆောင်သင့်တာကိုမကောင်းမှုမှန်သမျှကောင်းမှုမှန်သမျှလှုပ်ဖြစ်အောင်လုပ်ပါရဲရဲတင်းတင်းလှုပ်ဆမ်းပါကျင်တတ်သလားကောင်းပြီအဲ့တော့ပုဂ္ဂိုလ်ပိုင်းမှာရှင်သာရိပုတ္တရာ၄ပိုင်းပိုင်းခြားနော်အကုသိုလ်တိုးပွားမယ်ကုသိုလ်ဆိုးရုံမယ်ဒါပေမဲ့သူ့စီမှာနေရတာအနေချောင်မယ်အစားချောင်မယ်ဟမ်သာဝနေရအကုန်ပြေလဲမယ်လက်လာပါပေါ်များမယ်ချမ်းချမ်းသာသာနေရမယ်အဲ့ဒီလိုလူမျိုးနဲ့မပေါင်းနဲ့တဲ့ခွင့်ကိုပါမနေနဲ့ထွက်သွားတဲ့ဘာဖြစ်လို့လဲလူနာမနေရင်အာကုသိုလ်တွေပဲတိုးပွားမယ်ကိုကုသိုလ်တွေဆုံးယုံမယ်ဆိုရင်ဒီလူဆက်မပေါင်းပါနဲ့တဲ့ဘယ်လောက်ချမ်းသာမပေါင်းနဲ့တဲ့ရှင်းသလားအားလုံးမှတ်ထားတော့ဟမ်အကုန်ပြင်မရမှာတူတယောက်တည်းပြင်နေလို့မရဘူးအဲ့တော့သူပြားမပြင်သေးလို့ကိုမပြင်မဲနေမလားပြက်တဲ့လူများနေတာပဲဆိုတို့မပြင်မဲနေကြမလားအားလုံးသဘောပါတယ်နော်ဘာလုပ်ကြမလဲကောင်းပြီဒီပုဂ္ဂိုလ်မနာမှာနေရတာကုသိုလ်တရားတိုးပွားတယ်အကုသိုလ်တော့ဆုတ်ယုတ်တယ်ဒါပေမဲ့နေရတာအနေဆင်းရဲအစာဆင်းရဲချွတ်တဲ့နေတယ်ဘယ်လိုလုပ်မလဲဆက်နေပါဆက်ပေါင်းပါတဲ့ရှင်းသလားငတ်လာရင်ဆင်းရဲလာရင်အဲ့ဒီဘဝအငတ်ခံလိုက်တာနဲ့ဟိုဘက်မှာခင်ဗျားတို့လွတ်ဖို့လမ်းပေါ်ရောက်သွားပြီကံကောင်းမှဉာဏ်ဆိုတာဘာခေါ်လဲအလကားပြောထားတာမဟုတ်ဘူးပိုင်းခြားနိုင်စွမ်းဆိုတာကံထက်တဲ့ပုဂ္ဂိုလ်မှလုံနိုင်တယ်တောထွက်သွားကြတဲ့ဘုရားအလောင်းဘုရားလက်ထက်ကပုဂ္ဂိုလ်ကြီးတွေကြီးစားဗုဒ္ဓရှင်တော်ဘုရားအလောင်းတော်ဟာသိဒ္ဓထမင်းသားဘဝကနေတောထွက်သွားတယ်စัจ जा မင်းလောင်းဘာလောင်းအေးခုရရကဥက္ကဋ္ဌလောက်တောင်လူနေတဲ့လူတွေနဲ့ရှင်ကြည့်ရင်စัจ जा မင်းလောင်းဘယ်လိုမှတောမထွက်နိုင်ဘူးရှင်းသလားသဘောပေါက်သလားဒါစဉ်းစားကြည့်တာပါလက်လန်းမိသလောက်စဉ်းစားကြည့်တာပါဒါမကျေနပ်လည်းမတတ်နိုင်ပါဘူးနော်အခုဘာမှမဟုတ်တဲ့ဆေအိမ်ကောင်းတောင်ဟိုးအထက်မှာရှိတယ်နော်တရားပွဲသွားတော့ဦးဇင်းတို့နောင်တော်ကြီးတပါးတရားပွဲသွားတော့ရှင်ဘုရားတရားပွဲဟောခွင့်မပေးနိုင်ဘူးတဲ့ဟာမင်းကဘာမို့လို့လဲတပည့်တော်အာနာပိုင်ဖွဲ့စည်းရတယ်ဟာအာနာပိုင်ဖွဲ့စည်းဆိုမင်းရာသူပြောသားမှဆိုဆေအိမ်ကောင်းတယ်ဘာပိတ်ရက်လိုက်မယ်ဆေအိမ်ကောင်းလုံးနဲ့တက်မလားနဲ့ရှင်းသလားအဲ့တော့သူ့ဟိုသူဘာထင်နေလဲမသိဘူးစိန်ကောင်းဖြစ်တာကိုအာနာပိုင်ဖွဲ့စည်းရဆိုဂတ္တိနဲ့လာလုံးဟမ်အဲ့တော့ဒီလူမျိုးတွေလည်းငါဘယ်လိုပြောလို့ပြောရမှန်းကိုမသိတော့ဘူးကိုယ့်အကိုဘာမှမသိတဲ့ခါတွေနဲ့စကားပြောနေရရှင်းသလားအဲ့ဒါလေးပြန်စဉ်းစားကြည့်ရင်ကိုယ့်လူမျိုးအတွက်ကိုရှက်လုံးလို့ကျင်တတ်သလားကိုယ့်အကိုဘာဖြစ်လို့ဖြစ်နေမှန်းလည်းမသိဘူးဘယ်ဆင့်ရှိလို့ရှိမှန်းမသိဘူးကိုလုံနေတဲ့အလုပ်ဘာမှန်းလဲတရားတပွဲကိုဖြစ်တဲ့အာဟုသူလောက်မရှိဘူးအဲ့တော့ပြောပြလာသမ်းအောင်ထိုင်သမ်းအောင်ကွာမင်းဟာမင်းဘာများထင်နေလို့တော့ငါပြောတာနားထောင်စမ်းမအောင်မင်းကုသိုလ်နဲ့အာဟုသူခွဲပြရှင်းပြလဲနားမလဲဘူးအရေးကြီးတာသူအာနာပြဖို့ပဲနော်ဒီ
ဒီလိုလူမျိုးတွေလည်းရှိသေးတယ်ဟိုအထက်ဘက်မှာပါမန်းလေးမှာမပြောပါဘူးကြောက်လုံးလို့နော်သူမင်္ဂလာတတ္တိမရှိဘူးနော်ဗီဇညံ့ရှင်းလားအဲ့ဒါဘာလဲဆိုတော့အတိတ်ကအကြောင်းကကုသိုလ်နဲခဲ့တော့ဒီမှာဉာဏ်ကိုကအကောင်းဆိုးလည်းမခွဲနိုင်အကြောင်းကျိုးရောအမှားမှန်အဲ့လိုလူတွေအတွက်ကြလူပြည့်ရှုံးပြီသာသနာနဲ့တွေ့ကြမနဲ့တော့ဗုဒ္ဓသာသနာသားရှိနေတာသူတို့အတွက်ဘာမှရပိုင်ခွင့်အဲ့ဒီထဲခမည်းတော်မပါစေနဲ့ရှင်းသလားဟိသဘောပေါက်သလားဒါမို့လို့ဒီပုဂ္ဂိုလ်နဲ့ပေါင်းလို့အကုသိုလ်တွေတိုးသွားမယ်ကုသိုလ်တရားဆုပ်ယုပ်မယ်ဆိုရင်မပေါင်းပါနဲ့အနေချောင်လည်းမပေါင်းနဲ့ချမ်းသာလည်းမပေါင်းနဲ့ဒီပုဂ္ဂိုလ်နဲ့ပေါင်းလို့ကုသိုလ်တရားတွေတိုးပွားလာမယ်အကုသိုလ်တွေဆုပ်ယုပ်မယ်ဆိုရင်တော့ဘယ်လောက်ဆင်းရဲပေါင်းလိုက်တယ်ရှင်းသလားကဲဒါတစ်ပိုင်းအဲ့တော့ခုနနှစ်ပိုင်းကတော့မှတ်မိပါပြီနော်အဲ့ဒါအားလုံးအကျဲချက်လိုက်ရင်လေးပဲအိမ်ရောက်တော့မှစဉ်းစားတော့နော်အချိန်ငဲ့ပြီးတော့ဦးဇင်းတို့ပြောစရာလေးတွေရှိလို့နော်အဲ့တော့နောက်တစ်ခုကဆွမ်းပိုင်းကိုပြောတော့ဒီအာဟာရဒီဆွမ်းကိုသုံးဆောင်လို့မိမိအတွက်အာကုသိုလ်တိုးပွားမယ်ကုသိုလ်ဆုပ်ယုပ်မယ်ဆိုရင်အဲ့ဒီဆွမ်းမစားနဲ့ရှင်းသလားဆိုလာပြောသလိုဘုန်းကြီးစားကောင်းလားဖြေရတော့ခက်တယ်ဟမ်ဘုန်းကြီးဆုံးကပ်ပြီးရင်သူတို့ကမေးတယ်ဘုန်းကြီးဘယ်နဲ့တော့စားကောင်းလားကောင်းတယ်ဆိုရင်ငါလောဘနဲ့စားတယ်ဖြစ်တော့မှာဟမ်မကောင်းဘူးဆိုရင်ဒါပြင်အဲ့ဒီဆုံးအာကုသိုလ်ဇုံကြီးဖြစ်တော့မှာအသင့်တင်ပါပဲဟမ်မကျေနပ်ချင်ဘူးအဲ့ဒါဒီလိုတော့အာရပါရစားမှကြိုက်တာဒီဝမ်းကဒီလောက်ပဲစမ်းတာဘယ်တတ်နိုင်မှာတော့ရှင်းသလားသဘောပေါက်သလားအာရပါရလွေးနေတော့ဘုန်းကြီးကလောဘကြီးနဲ့တခါနဲ့ဘုန်းကြီးဆုံးဝိုင်းလေဟိုတုန်းကကြုံမှုတဲ့အိမ်မှာခဏခဏကတ်တယ်ငယ်ငယ်တုန်းကအမေနဲ့အဖေကဖြစ်နိုင်ရင်လစဉ်လောက်နီးနီးလို့ကိုအိမ်မှာတော့တန်ခါအပား20 30လောက်ကတော့ဘာပစ္စည်းမှငားစရာမလိုဘူးအိမ်ကကတ်လို့ရတယ်အမေကဝါသနာပါတယ်အဲ့တော့ကတ်လိုက်ရင်လည်းငါလည်းဘုန်းကြီးတွေကကြိုတင်အော်ဒါမှာထားတာရှိတယ်ကြက်သားလေးကိုဘယ်လိုချက်နော်ဝက်သားလေးဘယ်လိုလုပ်ပေါ့ဆိုတော့ဘုန်းကြီးဆုံးဝိုင်းပြီးသွားရင်အယိုးတွေကိုပုံလို့ဟမ်ဝေသားလေးပြီးဘလူးစည်းတဲ့အတိုင်းပဲကြည်ရတာအာရပါရဆိုလူတဲ့လူကတော့ဝမ်းသာနေတာဗောဒါပေမဲ့ဒီစားနေတဲ့ပုဂ္ဂိုလ်ကုသိုလ်ဖြစ်လားအကုသိုလ်ဖြစ်လားငယ်တော့ကကိုလည်းမသိရတော့ဟာဘုန်းကြီးတွေစားကောင်းတာကောင်းတယ်လုပ်နေတာဘယ်ဟုတ်မှာတော့ဒီဆုံးကအကုသိုလ်တိုးတဲ့ဆုံးရှင်းလားသဘောပေါက်သလားတချို့ကဘာဟင်းလေးပါမှစားမှာဟိုဟာမကြိုက်ဘူးဒါမကြိုက်ဘူးဘုန်းကြီးလူလာစားကြိုက်တယ်မကြိုက်ဘူးပြောမနေနဲ့မကြိုက်ဘေးအသာကထားလိုက်ရှင်းသလားသဘောပေါက်သလားအဲ့တော့အားလုံးထမင်းစားလဲဘာဖြစ်အောင်စားအားလုံးထမင်းစားလဲဘာဖြစ်အောင်စားမလဲကဲဒါဖြင့်တတ်လို့ပဲစားဒီလိုလားသစ်သီးစွန်းပဲစားရအောင်ဟမ်တချို့ကမီလွတ်သစ်သီးစွန်းရဲ့လို့မရှိဘူးဆွန်းဟာဆွန်းပဲပိန်ဒပါတန်ဆိုတော့ဆွန်းဟာဆွန်းပဲသစ်သီးကိုဆွန်းလို့တတ်လို့မရဘူးရေကိုဆွန်းလို့တတ်လို့မရဘူးရေဟာဥဒကေပဲရှင်းသလားသစ်သီးကဖလားပဲသူ့ဟာနဲ့သူ့နာမည်နဲ့သူရှိပြီးသားဘာမှဆွန်းလာတတ်လို့မရဘူးဆွန်းဟာဆွန်းပဲအဲ့ဒါကိုရောင်းဦးကြောင်ကြဗုဒ္ဓဘာသာအနေနဲ့တွေ့တော့ဒုဘုန်းကြီးကရေစွန်းမဲ့ဖုံးပေးတာယူနေလို့ဖြစ်လိမ့်မယ်ရှင်းသလားဝိနည်းမှလည်းမရှိဘူးစည်းကမ်းမှလည်းမရှိဘူးဆွန်းရလို့ခေါ်စရာလည်းမရှိဘူးဆွန်းဟာဆွန်းပဲကျင့်သလားဘုရားကပြောထားတဲ့ထဲမှာပါပြီးသားဆွန်းမစားပဲကျင့်တယ်ဒါလွဲမားတဲ့ကျင့်တစ်ထပ်ပဲစားပြီးတော့တနည်းအားဖြင့်တစ်လုတ်ပဲဆွန်းတအိမ်ပဲဆွန်းခံတယ်တစ်လုတ်ပဲစားတယ်ခုနှစ်အိမ်ပဲဆွန်းခံတယ်ခုနှစ်လုတ်ပဲစားတယ်အဲ့ဒါအထာကိလမထလွဲတဲ့အကျင့်กว่าလို့ဘုရားသိချာဆိုထားပြီးသားဒါကိုခုခေတ်ကစတန်ထွင်လိုက်ရင်အဟုတ်ထင်ရှင်းလားဒါကိုခင်ဗျားတို့ပုဂ္ဂိုလ်ဒူးရှားမလားလောကမှာပုဂ္ဂိုလ်ဒူးဆိုတာတရားအထူးလဲထူးအောင်လုပ်ဟောရင်မှားပြီရှင်းလားသဘောပေါက်သလား
တို့တရားစစ်တရားမှန်နဲ့ပတ်သက်လို့အထူးပြောစရာမရှိဘူးမကောင်းတာမလုပ်နဲ့ကောင်းတာလုပ်ဆိုတော့မကောင်းတာမလုပ်နဲ့ဆိုတာအာကုသိုလ်ဖြစ်မဲ့အလုပ်မျိုးမလုပ်နဲ့ကုသိုလ်ဖြစ်မဲ့အလုပ်ကိုလုပ်ပါစိတ်ကိုဖြူစင်အောင်ဆိုတာလောဘဒေါသမောဟနေအောင်နေရမယ်ဒါတရားပဲဒီတဲ့ဟောစရာမရှိဘူးဒီတဲ့များပြောခြင်းသေးခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားခန္ဓာမှန်ရင်ဘာသစ္စာပလင်ဘွားနေတောင်အော်မြောက်အော်သာအော်နေတာအရိယာတွေလားမသိဘူးဟမ်အပြည့်ရှိရင်ခွင့်လွတ်နော်ဟောသူတို့မေးလိုက်ခန္ဓာ၅ပါးတော့တောင်းတောင်းကိုပြေးလို့အမလေးဟောစရာဒါပဲရှိတယ်နော်ခန္ဓာ၅ပါးအနိစ္စဒုက္ခအနတ္တသွားအနိဗ္ဗာန်ပြီးပြီဘာလို့ကြမလို့တော့ပေါက်လားတရားအဆန်းမရှိဘူးဆန်းအောင်လုပ်ရင်မှားပြီကျင့်သလားအဲ့ဒါခမည်းတော်ကလောကီဘုံသားတွေဆိုတော့ထူးရင်ကြိုက်တယ်ဆန်းရင်ကြိုက်တယ်အထူးကြိုက်ရင်အယူအမိုက်ရှင်းသလားအဆန်းကြိုက်ရင်တော့ဒေအိုးသာလိုက်တော့သဘောပါသလားရှင်းရောရှင်းရလားဒါမို့ဒီဆောစားတော့မယ်ဆိုဆင်ခြင်အောင်တဲ့အာဟုကိုဖြစ်မဲ့စွန်းစုံကုသိုလ်ဖြစ်အောင်စားဒါမို့လို့အားလုံးသိတဲ့ဦးဇင်းတို့ဟိုးအခုကသာသွားတော့ကလေးလေးတယောက်တွေ့လူကတော့သူငယ်တန်းရှိသေးတာပါပဲဒါပေမဲ့ကချင်ကလေးသူ့ကိုဒူဝါလဖေးလို့ဦးဇင်းတို့ကချစ်စနိုးခေါ်ကြအဲ့တော့အဲ့ဒီပုဂ္ဂိုလ်လေးကသူ့မုံလေးတစ်ခုကျွေးလိုက်တယ်ဘုန်းကြီးတွေကမုံကျွေးတယ်သူ့မုံလေးရတာနဲ့ဆူတောင်းပြီးတော့ဘုရားသခင်ကျေးဇူးတော်ကြောင့်စားတယ်အဲ့တော့ဒီဘက်ကဘုန်းကြီးယဟန်တွေကဇွန်စားဆိုဘဆိုတခါတည်းကောက်ထိုင်နေပြီးတော့အာရပါရလွေးလိုက်ကြတော့ဒူဝါလဖေဘာပြောလဲဆိုတော့ဟာပါမကျေးဇူးမသိတတ်ဘူးတဲ့ဆူလဲမတောင်းပဲစားနေကြတာရှက်လိုက်တာရှင်းသလားအဲတို့မှာကသမင်းစားတော့မယ်ဆိုစားတယ်ဆိုခိုးကပ်ပြီးပြစ်တောက်နဲ့ထိုင်စားနေတာပဲကုသိုလ်ဖြစ်မှအကုသိုလ်ဖြစ်မှမသိဘူးဆိုကြတဲ့ဒီပုဂ္ဂိုလ်တွေသမင်းစားရတာမြတ်သလားရှုံးသလားသမင်းတစ်လုံးစားတိုင်းသိမဲ့ပဲကိုအဲ့တော့ဘာနဲ့ကတ်သွားတော့ရှင်းသလားဒါဖြင့်ခင်ဗျားတို့စားနေတဲ့သမင်းကဓာန်ပေါက်သမင်းလည်းမဟုတ်ဘူးနတ်သုတ်တာလည်းမဟုတ်ဘူးဒါတချို့ကြီးတယ်လို့တဲ့မသေးတမင်းမသေးဟင်းမဟုတ်ပါဒေအိုးတမင်းတော့ဆိုဒေအိုးထမင်းဆိုင်တောင်ဖွင့်အောင်ရှင်းသလားသဘောပေါက်သလားအဲ့တော့စားတော့မယ်ဆိုရဲငါတို့ကုသိုလ်ရေးတွေကြိုးစားနိုင်ဖို့စားတယ်ဟုတ်ပြီနော်အာကုသိုလ်အလုပ်တွေကိုစွန့်ခွာနိုင်ဖို့စားတယ်သာသနာအလုပ်ကိုအားထုတ်နိုင်ဖို့စားတယ်ဒါမို့လို့ဤသည်စားပွဲအမွယ်မဲကိုဆိုယဟန်နေဆင်ကျင်တာကကိုရင်နေဆင်ကျင်တာကတချို့ရှိသေးတယ်ချို့เจ้าသားကြီးတွေသွားဆွမ်းစားတဲ့အခါကျတော့ဦးဇင်းတို့အဖွဲရတော့ကိုနောက်ကပါလာလဲတဝါနဝါနဲ့ဖြစ်သလိုကြည်ခိုင်းနေရတာဟုတ်သူတို့ခင်ဗျာသင်္ကန်းတောင်မယုံတတ်လို့တို့ဘယ်ဆွမ်းစားမှမလိုက်ဘူးပြောထားတယ်သူတို့ဆင်းရဲမှာဆိုလို့နော်အဲ့တော့နောက်ကတပည့်တွေနဲ့အစဉ်ပြေသလိုလုပ်ရတာဆိုတော့ဆွမ်းစားတိုင်းမှာပြစ္ဆွဲကနာဆင်ကျင်ပြီးမှစားရအောင်ဟေးဒါလေးတော့တို့ကုသိုလ်လုပ်ကြအောင်ဆိုတို့မှဖတ်မောနေတာဘယ်ချိန်သိမယ်လဲမသိဘူးလမ်းပေါ်သွားနေရတာဆိုတော့ဆိုပြီးတော့ဒါလေးလှုပ်ထားတော့ဆွမ်းလေးဆင်ကျင်ပြီးမှစားအဲဒါကျုပ်ဘုန်းကြီးတွေကသိမကျေနပ်ဘူးငါတို့ကတစ်သက်လုံးသာဆင်ကျင်ပြီးသားတဲ့ကိုရင်ဘွားကလေးဆင်ကျင်ထားတာအခုမလိုတော့ဘူးဟမ်ဒီလိုလှုပ်သေးတာအငေါ်တူးတဲ့နေရာတွေရှိသေးတယ်မှန်ပါဗျာတပည့်တော်တို့ကလည်းအခုမှကိုရင်လေးတွေရှိကြသေးတော့စားရတယ်ဆင်ကျင်ရတယ်ဗျာနော်ဟုတ်လားဘာလို့ဆိုမဆင်ကျင်ပဲစားကိုမစားရဲလို့ပါရှင်းသလားဘာလို့ဆိုဒေအိုးထမင်းဖြစ်သွားမှာဆိုလို့ဘာလဲကျေနပ်သလားယဟန်တော်ရဲ့ဝိနည်းမှာဝါကြည့်လို့မကျင့်ရတော့ဘူးဆိုတဲ့ဝိနည်းဒါမို့လို့တိတ်ခါဝါကြီးလာလေလေတဲအိုးကြီးလာလေပဲနော်ဝါကြီးလာလေအပြစ်များလာလေယဟန်ဘဝမှာဂရေ9000ကျော်ဘယ်လုံးမှလွတ်အောင်နေဖို့မလွယ်ဘူးအဲ့ဒီထဲကနေမှတတ်နိုင်တယ်မြကိုယ့်ဘက်ပါအောင်ကဲ့ယူနေရတဲ့ထဲကမှပေါ်သာနေလိုက်လို့ကတော့
ဝါကြီးလာလေလေဒါလည်းသံဃာများသတိထားဖို့ကောင်းတယ်ပေါ့နော်ပြောရပါဦးပြောပြီးသွားပြီလားအဲ့ဒါဆိုလည်းပြီးရောပေါ့မတတ်နိုင်ဘူးဟမ်သဘောပါသလားဗီဇကညံ့တယ်မပြောရဘူးဟမ်ပြောစရာရှိမပြောရဲလှုပ်စရာရှိမလှုပ်ရဲပြင်းစရာရှိမပြင်းရဲဗီဇကိုကညံ့နာတာဒီတိုင်းပဲနေကြတော့မလားဘာလို့မလဲရှင်းတယ်နော်ဒါဖြင့်ဒီဆုံးကိုစားလို့ကုသိုလ်တရားတိုးပွားမယ်အကုသိုလ်ဆုံးယုံမယ်ဆိုရင်အဲ့ဒီဆုံးမျိုးစားပြအောင်စားရှင်းသလားဒါဖြင့်ထမင်းစားမယ်ဆိုလဲဆင်ခြင်ဖို့သိမသိကဲဒါဖြင့်ဘယ်လိုထမင်းမျိုးမိဝဲမလဲဒါကြောင့်မို့လို့ထမင်းစားနေရင်နဲ့အကုသိုလ်မဖြစ်စေနဲ့လောဘဒေါသမောဟမဖြစ်စေနဲ့လောဘကင်းအောင်ဒေါသကင်းအောင်မောဟကင်းအောင်စားနိုင်မှမိလွတ်ရှင်းသလားတချို့ကမိလွတ်ဆိုသစ်သီးတွေကြီးစားပြီးတော့မှကိုမကြိုက်တဲ့အသီးတွေကြီးစားနေရတယ်ဘိုက်မပြည့်တဲ့အသီးတွေကြီးစားနေရတော့ပြစ်တော့နဲ့တစ်ခါလာလဲဒီသီးတွေတစ်ခါလာလဲဒီသီးတွေဒါတွေကြီးပဲဘယ်လိုလုပ်မှလဲတဲ့မိတွေလောင်းနေသူမိလွတ်ရလားဘာလို့ဆိုတော့အသီးတွေကရင်ဒေါသတွေဖြစ်နေရှင်းတယ်နော်သဘောပေါက်သလားကောင်းပြီနောက်တစ်ခုကသင်္ကန်းဆိုတာအဝတ်အချုံအယုံပေါ့နော်ယဟန်နေပြောတော့ပါလေသင်္ကန်းငါရှင်တို့မင်းတို့ဒီသင်္ကန်းကိုမိဝဲတော့မယ်ဆိုရင်အာကုသိုလ်ဖြစ်မဲ့သင်္ကန်းကုသိုလ်ဆုပ်ယုံမဲ့သင်္ကန်းမျိုးဆိုရင်မမိဝဲနဲ့ကွာကျင်သလားဒါတော့ဘသူကလူထားတာငါခင်တဲ့လူကလူထားတာငါအမျိုးကလူထားတာဒီသင်္ကန်းကလေးကသတိရိုက်ဖယ်လေးမို့လို့သုံးလုံးလေးမို့လို့ဟမ်မရှိဘူးလားအဲ့တော့သင်္ကန်းလေးကအကောင်းလေးမှငါတို့ကယုံကျင်တာဒါမျိုးမှကောင်းတာဆိုရင်ခြင်လိုက်လို့ကတော့ကုသိုလ်လားအကုသိုလ်လားအဲ့ဒီသင်္ကန်းမျိုးမသုံးနဲ့တဲ့ကျင်သလားရှင်းရောရှင်းရလားဒါဖြင့်အာကုသိုလ်ဖြစ်မဲ့သင်္ကန်းကုသိုလ်ဆိုးရုံမဲ့သင်္ကန်းဆိုရင်မသုံးပါနဲ့ကျင်တယ်နော်သင်္ကန်းပြီးတော့ကြောင်းဒီကြောင်းကိုနေတော့မယ်မှီဝဲတော့မယ်သုံးဆောင်တော့မယ်ဆိုရင်ကြောင်းအတွက်ဆိုရင်လည်းဘုရားကပြောပြီးသားသင်္ကန်းအတွက်ပြောပြီးသားသင်္ကန်းဆိုရင်လည်းမဲ့ချင်ရင်မွေကင်းတန်းအန္တရာယ်ကလုံခြုံမိုးနဲ့ဟိရိကုံအရှက်ကိုဖုံးယုံသုံးဆောင်တာလှဖို့ပဖို့ဟုတ်သလားရှိတယ်ဦးဇင်းတို့သင်္ကန်းဝတ်ခါစားကဟိုယဟန်ချောချောလေးတစ်ပါးရှိတာဟုတ်အဲ့တော့သူဝတ်တဲ့သင်္ကန်းကနီညိုရောင်ရွှင်ရွှင်ကလေးအဲ့တော့ကြံတဲ့ဦးဇင်းတွေဘာယောဂထနေလဲဆိုတော့နီညိုရွှင်လေးမှသူများလှတိုင်းလှမယ်ထင်တာသဘောပါလားအဲ့ဒါကြည့်ပြီးတော့ကိုနားမလဲဘူးဟေ့ဘာလို့သင်္ကန်းပဲမဟုတ်လားနီညိုရွှင်ကဘာပြောတာဆိုမဟုတ်ဘူးဟိုကိုတော်ဝတ်တဲ့သင်္ကန်းကြည့်သူကအသားကဖြူရုပ်ကချောချောဆိုတော့ဒီဖြူလေးနဲ့ဒီသင်္ကန်းလေးနဲ့ဆိုအရန်လှအဲ့သူလှတိုင်းလှမယ်ထင်တော့ဟိုအသမဲကြီးကလည်းနီညိုရွှင်ဟမ်ဟိုဝါတုတ်ပြဲကလည်းနီညိုရွှင်ရှင်းသလားသူများဝါလေးနဲ့လှရင်ဟမ်အဲ့တော့သင်္ကန်းလှဖို့ဝတ်တာလားအရှက်လုံယုံဖုံးတာလားအေးအဲ့ဒါဘုရားကဒါဆင်ကျင်ပြီးမှယုံလို့ပြောထားတာအဲ့ဒါကိုဟိုဟာလေးမှဒါလေးမှဆိုရင်သင်္ကန်းအကြောင်းဘာဖြစ်နေပြီလဲရှင်းသလားအခုလဲသူတော်ကောင်းတို့အဝတ်စားဝတ်တဲ့နေရာအဲ့ဒါဂယုဆိုင်နော်ဒီအဝတ်စားတွေကဘာလို့ဖို့ဖုံးထားတာအေးဟုတ်ကဲ့လားခေတ်ပြောင်းသွားပြီထင်တယ်ဟမ်ခုခေတ်ကတော့အရှက်ဖော်ဖို့ဝတ်တာထင်တယ်ဟမ်ဟုတ်သလားတကယ်လုံအောင်ဖုံးဖို့ဝတ်တာအခုကမပေါ်အောင်ဘယ်လိုလုပ်ကြလဲဟမ်အဲ့ဒါခက်မိလာတာလားသိချာမှတ်တာနော်တချို့က modelize ဖြစ်အောင် model ဖြစ်အောင်ခင်မိအောင်ပေါ့ခင်မိအောင်ဆိုပြီးတော့မလုံတလုံးမပေါ့တပေါ့အစုပ်အပြဲတွေနော်ကောင်းတာလည်းတကူမှမပါဘူးကြည့်ရတယ်နော်အပြဲအပေါက်တို့လို့တန်းလန်းနေနော်ဝတ်ကြတဲ့ပုံကိုယ်တွေတခုပြောခြင်းတယ်
ရင်ကျေးပြီးတော့အဆင့်တန်းမြင့်လာတဲ့စီကိုတဖြည်းဖြည်းချီတက်လာတော့လုံးလုံးခြုံခြုံရင်ရင်ကျေးကျေးတိမ်တိမ်မွေ့မွေ့ဆိုတာအဆင့်မြင့်တာရှေ့တန်းရောက်တာဟောအဲ့ဒီလိုဖယိုဖယဲဆိုတာကြောက်ခစ်ကတွေ့ရဆွဲပတ်ရတဲ့ခစ်ကနော်ဝုတ်ခေရတာဟိုတချမ်းပေါ်ဒီတချမ်းကွဲနော်ရှိတာနဲ့ဆိုတော့မချုပ်တမလုတ်တသေးခင်ကရှိတာဆွဲဖုံးခဲ့ရတဲ့ကြောက်ခစ်လူသားဒါပြင်ဒီပုဂ္ဂိုလ်တွေ modelize ခစ်မိသွားတာလားကြောက်ခစ်ပြန်ရောက်သွားတာဒါပြင်ခစ်ရှိရောက်နေတာလားခစ်နောက်ပြန်ရောက်သွားတာရှင်းသလားတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဗုဒ္ဓအဆုံးအမဟာဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့ဝါဒကြီးတွေရဲ့ရှေ့ဆုံးကရောက်နေတာအမြဲခစ်မိပြီးသားအမြဲတမ်းနံပါတ်1ကပြေးနေတာကိုသူတို့ကခစ်မိအောင်ဆိုကြတဲ့ကတို့ကအမှန်ခစ်ရှိကရောက်ပြီးသားနော်လုံလုံခြုံခြုံစနစ်တကျရင်ရင်ကြေးကြေးနဲ့ခစ်ရှိကိုရောက်ထားပြီးသားကိုကနောက်ပြန်ပြေးတာအဲ့ဒါကိုခစ်မိအောင်လုပ်နေကြတယ်ရှင်းသလားဟိုမလုံးမချုံခစ်ဆိုတာခစ်ရှိရောက်လာလားနောက်ပြန်ပြေးတာလားအဲ့တော့မင်းတို့ကမိအောင်လိုက်ချင်နေတာကိုတကယ်ကတို့ကဘယ်မှာတို့ရှေ့မှာအနောက်ကဘာကတို့ရှေ့ကိုမိအောင်လိုက်ရမှာအရက်ကတို့ရဲ့နင်တို့ကဘယ်ပြန်ပြေးတို့သွားကြအဲ့တော့မြန်မာလူငယ်တွေလည်းပြောကြပါတယ်နော်ခစ်မိအောင်ဆိုတာမင်းတို့ဘယ်ပြန်ပြေးနေတာအနောက်ပြန်ပြေးနေတာကိုကငကိုအရှိမှရောက်ပြီးသားဘယ်မှမျက်စိမလဲကြပါနဲ့ရှင်းသလားသဘောပေါက်သလားနိုင်ငံတကာကလူမျိုးပေါင်းစုံကတို့မြန်မာလူမျိုးတို့ရဲ့ယဉ်ကျေးပုံလူညံ့ပုံပိန်မွေ့ပုံစိတ်ကန်းရှိပုံတွေကိုအတူယူနေရမယ်အချိန်မှာကိုကခစ်မိအောင်ဆိုမျက်စိလဲပြီးနောက်ပြန်ပြေးကြတဲ့အတွက်ရှေ့ရနေရမယ့်လူတွေဘယ်ရောက်ကုန်အဲ့တော့အကုန်အနောက်ကြီးပြေးကုန်ပါပြီမရှိတော့ပါဘူးသဘောပါသလားတို့လည်းဆက်ပြေးကြမလားဘာလို့မလဲရှေ့ကနေမဂုံယူရမယ်အချိန်အမတန်စိတ်ကန်းရှိတဲ့လူမျိုးအမတန်ယဉ်ကျေးတဲ့လူမျိုးအမတန်သိမ်မွေ့တဲ့လူမျိုးဒီလိုဖြစ်ရမှာသူများအရှက်မရှိလို့ကိုလျှောက်လို့ဒါဟာခက်မိသွားတာလားပျက်စီးဆုပ်ယုပ်သွားတာဒါပြန်အားလုံးသိတယ်မသိတယ်အေးမိအောင်လိုက်မနေနဲ့တို့ကရှေ့ကရောက်ပြီးသားလို့မှတ်ထားကျင်ရသလားယဉ်ကျေးတဲ့ကဘာမှာတို့ထက်စောတာမရှိဘူးသဘောပေါက်သလားရှင်းရောရှင်းသလားကောင်းပြီဒါကြောင့်မလို့ဝတ်တာစားတာသတိထားကြသမှာအကုသိုလ်ဖြစ်မဲ့အဝတ်မျိုးဆိုအဲ့တော့ဝတ်တော့မယ်ဆိုကြတဲ့ကရင်ခင်ဗျားတို့ဟာကြည့်ကြအောင်ကိုယ်နဲ့အစဉ်ပြေတာဝတ်မှာလားသူများကြည့်လို့အစဉ်ပြေအောင်ဝတ်မလားဘဝစားဝတ်တိုင်းသတိရစမ်းပါဟမ်သူများကြည့်ဖို့ဝတ်ရတာရှစ်เสียကောင်းသဘောပါလားဟမ်တဏှာလိမ့်တဲ့လူတွေပဲနော်ကိုယ့်ဟာကိုယ်အစဉ်ပြေအောင်လိမ့်တာမဟုတ်ဘူးဘယ်သူကြည့်ဖို့လိမ့်အနေဘာလို့တော့များကြုံခံကျင်နေကြတယ်မသိရှင်းသလားကိုယ်ရုပ်ကြည့်သူများထွက်ပြဖို့လေအနေရှင်းသလားသဘောပေါက်သလားဒါဖြင့်ဝေါ်လဲဆင်ကျင်ပြီးမှဝေါ်နေတော့လဲကြောင်းတဲ့ဒီကြောင်းကိုမိတော့မယ်ဒီအိမ်ကိုနေတော့မယ်ဒီအဆောက်အုံမှာမိကိုတော့မယ်ဆိုရင်အကုသိုလ်တိုးပွားပြီးကုသိုလ်ဆုံးယုံမဲ့နေရာမျိုးဆိုရင်မနေပါနဲ့တဲ့ဘယ်သူမှခွင့်မပန်နဲ့မြန်မြန်ပြေးတဲ့ရှင်းသလားသဘောပေါက်သလားဒါဖြင့်ဒီနေရာဌာနကိုမိဝဲစည်းကပ်တော်မယ်ဆိုရင်ကုသိုလ်တရားတိုးပွားရမယ်အကုသိုလ်တရားဆုံးယုံရမယ်အဲ့လိုအရက်မျိုးဆိုရင်အဲ့လိုအဆောက်အုံမျိုးဆိုရင်ကျင်သလားစွမ်းသင်္ကန်းကြောင်းဒါကယဟန်ဝဟရနဲ့ပြောတာခင်ဗျားတို့ကြတော့သမင်းစားလဲဆင်ကျင်ပြီးမှစားအဝတ်စားလဲလဲအေးကိုအိမ်ကိုရာဝင်ရင်လဲရှင်းသလားမနဲ့အိယာထားပြီဆိုကြတဲ့အိမ်မှာနော်ပြစ်တောက်လှုပ်လိမ့်ပုတ်ရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်
အိယာထားပြီးဆိုကြတဲ့ပြစ်တောက်အော်ပြီးတော့မထသေးတဲ့လူတွေဂျိုလို့အလုံးလို့အလုံးဂျိုလို့ဟွာတွေပြစ်ချဓာတ်တွေပြစ်ချဒီလိုလူတွေမရှိဘူးလားအဲ့ဒါကုသိုလ်တိုးပွားတဲ့နေရာလားအကုသိုလ်တိုးပွားတဲ့နေရာလားပြေးမြန်သာပြေးမနေနဲ့သဘောပါသလားမနဲ့လင်းလာဘုရားသံတရားသံတွေနဲ့မေတ္တာလေးပို့လို့အေးချမ်းဒီလိုအိမ်မျိုးဖြစ်အောင်ကြိုးစားကြပြေးဆိုတော့လည်းနေကြမရှိတော့ပါဘူးနော်အခုသွားရင်လာရင်နဲ့ကြည့်လိုက်တယ်ဗမာတွေဟာအမိုက်ပုံပေါ်မှာပဲများတယ်ရှင်းလားရန်ကုန်သွားကြည့်တော့လေမြို့လေကောင်ရောက်တော့ကိုလူမျိုးမဟုတ်တာတွေမြင်အဲ့ဒါတွေကတက်ကြီးတာကြီးနဲ့အလဲကောင်ပဲဗမာလူပဲရောက်နေတယ်လိုက်ရှာတော့အမိုက်ပုံကြိုအမိုက်ပုံကြားရောက်အဲ့တော့တို့အခုမန်းလေးကြည့်ပြန်တော့လေမြို့လေကောင်ဆုံးခံထွက်ရင်မရဘူးနော်ဟိုမျိုးသစ်ကိုမိအောင်ပြေးကြအဲ့ဒါတနေ့မှစဉ်းစားကြည့်တယ်ဩဝါဆိုတာဟုတ်ပြီငါမနစ်ကတော့နာကင်းနဲ့တောင်ပြေးမြောက်ပြေးနဲ့ငါဝါကျိုးတယ်နော်ဒီဆုံးခံတဲ့ကိုတော်ကြီးတွေမနဲ့အာယုံမတက်ခင်ဆုံးခံထွက်ကြတာစဉ်းစားကြည့်ပြီးဩမန်းကဝါဆိုတဲ့နေရာမှာအာယုံတက်ချိန်ရှိနေရမှာဒီကိုတော်တွေနေတိုင်းဆုံးခံထွက်ရင်ဒီကိုတော်တွေဘယ်နှဝါဆိုသလဲအဲ့ဒါစဉ်းစားတယ်ရှင်းလားသဘောပေါက်လားနားထောင်ဒါတို့မန္တလေးမှာဆုံးခံရတဲ့ဒုက္ခကိုသိထားလို့နော်မနဲ့အာယုံမတက်ခင်ကသွားတန်းစီနေရတာကိုဘုံစွန်းလောင်းဆိုရင်လေအဲ့တော့အာယုံမတက်ခင်ကဆိုရင်ကျောင်းထဲကအာယုံမတက်ခင်သူထွက်လာဟမ်အာယုံတက်တဲ့အချိန်မှာကျောင်းထဲမှာရှိကိုရှိနေရမယ်ဝိနည်းရသဘောပါသလားအဲ့တော့မှဒီဒုက္ခတွေဩဒုက္ခပြဿနာပဲနော်အကြောင်းအကျိုးကိုမသိကြရင်လောကကံရတာအကုန်ပြဿနာတက်ရှင်းသလားသဘောပေါက်သလားဒါမို့လို့နေတိုင်းရေးသွားရေးလာရေးခုခင်ဗျားတို့ကျိုးတို့အားလုံးဆင်ခြင်ကြဖို့မလိုဘူးလားစားလဲဆင်ခြင်ပြီးမှစားဝတ်လဲနေစရာအိမ်လဲမင်္ဂလာရှိသောအိမ်ဖြစ်အောင်လုပ်ကြမင်္ဂလာရှိတဲ့အဆောက်အုံဖြစ်ရမယ်မင်္ဂလာရှိတဲ့ဆိုသူမင်္ဂလာရှိတာပြောတာလားဘာတော့ကုသိုလ်တိုးပွားတဲ့အိမ်ပြောမနေ့ဆိုဘုရားသံတရားသံနှလုံးသွင်းမှန်မှန်ပြောဆိုကြလဲရင်ရင်ချင်းဖေမေကိုမဒီလိုတို့မန္တလေးကတော့ကြားနေဟဲ့နင်းကောင်းမဟုတ်ကောင်းနော်ယဉ်ကျေးတဲ့တို့မန္တလေးနားထောင်ရတာအစင်းကုန်ပြေဘူးတချင်းတွေတော့ကြားဘူးတယ်အပြောချိုတဲ့မန္တလေးသူတဲ့တို့တော့မတွေ့ဘူးရှင်းသလားကောင်းပြီအဲ့တော့အိမ်နေစရာအိမ်ကိုလည်းကုသိုလ်တိုးပွားတဲ့အိမ်မှာနေပါကောင်းပြီနောက်ဆေးအဲ့တော့ဆေးမိဝဲတဲ့နေရာမှာလဲကုသိုလ်တိုးပွားမဲ့ဆေးဆိုရင်မိဝဲပါအာကုသိုလ်တိုးပွားမဲ့ဆေးဆိုရင်မမိဝဲပါနဲ့ဒါဆိုရင်နေထိုင်ရေးတော့အတော်တက်သွားပြီနောက်ဆုံးတစ်ချက်ပါလေမြို့ရွာဇနဘုတ်ကိုရက်ကိုရွာကိုပြန်ကြည်စမ်းတယ်အာကုသိုလ်တိုးပွားတဲ့အရက်ဘေးမှာအရက်ဆိုင်နဲ့ဘီယာဆိုင်နဲ့ရှုပ်ချက်ခတ်နေမနေနဲ့ပြီးတော့ဘယ်လောက်ရရောင်းတာထားခဲ့ရှင်းလားဘာလို့ဆိုဒီအရက်ကမနေအပ်တဲ့အရာအာကုသိုလ်တိုးပွားနေတဲ့အရက်ကုသိုလ်ဆုပ်ယုံနေတဲ့အရက်ရှင်းသလားဒါဖြင့်တို့တရက်ကွက်ချင်းတန့်ရှင်းစင်ကြယ်အောင်ကြိုးစားဖို့တရက်ကွက်ချင်းကုသိုလ်တိုးပွားအောင်ကြိုးစားဖို့သဘောပေါက်သလားဒါဖြင့်အပေါ်ယံအပြောနဲ့လုံနေကြမှာလားလက်တွေ့အကောင်ထဲဖွားမှာငါတို့ဘဝတွေတဖြည်းဖြည်းနှိမ့်ချလာပြီငါတို့အရေးချင်းတွေတဖြည်းဖြည်းပျက်စီးလာပြီငါတို့လူမျိုးတွေတဖြည်းဖြည်းဆုတ်ယုတ်လာပြီဒီတိုင်းပဲနေကြမလားတိုးတက်အောင်ကြိုးစားမယ်အချက်ပဲတစ်ချက်လေ6ချက်ပြေးလို့ရှင်သာရိပုတ္တရာကပြောပေမဲ့သူတို့ခေတ်ကမြေပေါ်တော့ပြေးလို့လွယ်တယ်တို့ပြေးဖို့ခက်တယ်အဲ့တော့ပြေးမလားကောင်းအောင်လုပ်အဲ့တော့ဥသာရိပုတ္တရာကြီးတော့တောင်းပန်ခဲ့တယ်အရှင်ဘုရားတရားလေးနည်းနည်းပြင်ဟောပါရစေဘာလို့ဆိုပြေးပါများတော့လဲနေရာမရှိတော့ဘူးနော်မကောင်းတဲ့အရာမနေနဲ့ဆိုဘယ်အရာမှမနေနဲ့တရားမှမကောင်းဘူးဟောမပြောရဲပါဘူးဆိုသဘောပါသလားရှင်းလားဒါပြင်ပြေးရမှာလားကောင်းအောင်လုပ်ရမှာလားဒါလေးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလည်းတောင်းပန်ခဲ့ပါတယ်ရှင်ဘုရားတပည့်တော်တို့ကပြေးเสียမြေမရှိတော့ဘူးဘုရားတောက်เสียလဲ
ကျင်းတဲ့နော်သဘောပေါက်သလားဒါဖြင့်ဒီတိုင်းပဲနေကြမလားဒီအင်္ဂါတွေနဲ့ပြည့်စုံအောင်ကြိုးစားမလားအဲ့တော့ပုဂ္ဂိုလ်ပေါင်းမယ်ဆိုလဲဆင်ကျင်ပြီးမှပေါင်းသမင်းစားမယ်ဆိုလဲဟုတ်ပြီအဝတ်စားဝတ်မယ်ဆိုရင်လဲအိမ်ထဲဝင်တော့ထွက်တော့မယ်ဆိုရင်လဲဆေးမီဝဲတော့မယ်ဆိုရင်လဲဟုတ်ပြီနေစရာမြို့ရွာအရက်ကိုပြုပြင်တော့မယ်ဆိုရင်လဲကျင်တတ်သလားတိုက်ပေါ်တိုင်းကောင်းတယ်မထင်နဲ့တော့ဒါဖြင့်ငါတို့ကကုသိုလ်ဖြစ်တဲ့အရက်မှာနေရမယ်အာကုသိုလ်ဖြစ်တဲ့အရက်မျိုးကိုကျင်တတ်သလားသဘောပေါက်သလားဒါကြောင့်မို့လို့အာစိန်နကံကုသိုလ်နေ့စဉ်နဲ့အမျှပြုနိုင်အောင်ကြိုးစားပြီးတော့ကောင်းမှုမှန်သမျှမဖြစ်အောင်မကောင်းမှုမှန်သမျှလုံးဝမလုပ်ဖြစ်အောင်ကြိုးစားဒီတိုင်းသာကြိုးစားသွားမယ်ဆိုသူတော်ကောင်းတို့လိုချင်တဲ့လွတ်မြောက်ခြင်းအေးချမ်းခြင်းချမ်းသာခြင်းဆိုတာရနိုင်မရနိုင်ယုံသလားကဲတင်ရှင်ကပေးမှာလားဘုရားသခင်ကပေးမှာလားတကောရှင်ကမမှာလားဘယ်သူကိုယ်တိုင်ပြင်ရမှာဘယ်သူမပြုဘယ်သူပေါ်မှာမူတည်လဲဒါဖြင့်အတ္တာဟိကဲဘယ်တော့ကောင်းပါလဲလို့မျှော်နေရမှာလားကောင်းအောင်ကြိုးစားရမှာဘယ်ရက်ွက်ကောင်းလဲလိုက်ရှာနေရမှာလားကိုယ့်ရက်ွက်ကိုကောင်းအောင်ကြိုးစားရမှာလားဘယ်အိမ်ကောင်းတာလဲလို့သူများအိမ်တွေလက်ညှိုးထိုးဝေဖန်နေရမှာလားကိုယ့်အိမ်ကိုမင်္ဂလာရှိအောင်ကြိုးစားရမှာလားသဘောပေါက်သလားအားလုံးကျင်တတ်တယ်နော်အဲ့တော့သူမင်္ဂလာဖောင်ဒေးရှင်းကြီးနဲ့အတူလက်တွဲပြီးတော့သာသနာအမျိုးကောင်းသားအမျိုးကောင်းသမီးတွေနဲ့သာသနာတော်ကြီးကိုတကယ်ဂုဏ်ယူဝင့်ကြွားစွာနဲ့ထူထောင်နိုင်အောင်ဒီနေ့ကစပြီးအားလုံးကြိုးစားကြစို့ရှင်းသလားဒီတိုင်းသာဆင်ခြင်ပြီးလှုပ်သွားမယ်ဆိုရင်ရနိုင်မရနိုင်ဖြစ်နိုင်မဖြစ်နိုင်အားလုံးသဘောပေါက်တယ်နော်ဒါဖြင့်ရမ်းလုံးမလားဆင်ခြင်ပြီးလှုပ်ကြမယ်ကံကောင်းမှကံထက်မှအသိမဟုတ်ခင်ဘု து ကိုဘု து ကြည့်မယ်ဘု து ကိုဘု து သုံးသပ်မလဲသုံးသပ်ခန္ဓာဘယ်နှပါးကိုပိုင်သလားမပိုင်တဲ့ခန္ဓာကိုယ်ကြီးအတွက်နဲ့အာကုသို့အဖြစ်ခံမလားတန်ရလားအားလုံးသိကြတယ်နော်ဒါဖြင့်ဒီနေရာရှိကုသို့မဖြစ်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်လောဘဒေါသမောဟနည်းနိုင်သမျှကျင့်သလားကဲကြည့်ခန္ဓာဘယ်နှပါးမြဲသလားမမြဲဘူးလားဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကပေတာကအနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်ကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရားဘဝတွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိတရားမလျှော့သောဇွဲလုံးလာကိုလက်ကင်ထားပြီးတော့ကိုယ်ဘဝလေးကိုဆင်ခြင်ပြီးတော့ပြင်ကြလို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့နားကြစို့တရားတော်များဟောကြားပေးပါတော့ကျေးဇူးရှင်ဆရာတော်ကြီးများနဲ့တကွာတရားနာယူပေးကြပါတော့တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်တင်သူတော်ကောင်းပေါင်းတို့လည်းကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းခြင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ